ကျွန်တော်အယောင်းပိုင်းကိုထိထိရောက်စီမံခန့်ခွဲပြီးတော့ဥဆောင်တဲ့လူတယောက်ဖြစ်ဖို့အတွက်ဆိုရင်ဘာလို့လုပ်မလဲမင်္ဂလာပါကျွန်တော်မင်းသက်ထုတ်ပါကျွန်တော်ကတော့ Bada Version က Chief Trainer နဲ့ Consultant တယောက်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ကလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ဟလာအယောင်းပိုင်း marketing ပိုင်းကိုတာဝန်ယူထားတဲ့လူတယောက်ပဲဖြစ်ဖြစ်ကိုယ့်လုပ်ငန်းမှာရှိတဲ့အယောင်းပိုင်းနဲ့ပတ်သက်တဲ့တာဝန်ဝတ္တရားတွေကိုအကောင်းဆုံးစီမံခန့်ခွဲပြီးတော့ဥဆောင်တဲ့လူတယောက်ဖြစ်ဖို့အတွက်ကျွန်တော်တို့သင်ကြားတဲ့ Better Sales Mastery Series နဲ့ကျွန်တော်မိတ်ဆက်ပေးချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Better Sales Mastery Series မှာဆိုရင်တော့ကျွန်တော်ပထမဆုံးတစ်ခုပါဝင်သွားမှာကတော့ Better Salesman ဆိုတဲ့ထိပ်တန်းရောင်းသမားတွေဖြစ်လာဖို့သင်တဲ့တစ်ခုဖြစ်ပါတယ်နောက်သင်တဲ့တစ်ခုကတော့ကျွန်တော်တို့ Better Sales Strategy ဆိုတဲ့ကိုယ့်ရဲ့လုပ်ငန်းမှာရှိတဲ့အယောင်းပိုင်းကိုထိထိရောက်အယောင်းမဟာပြီးတော့ချမှတ်နိုင်မှုအတွက်လာသင်တဲ့ဖြစ်ပြီးတော့နောက်တစ်ခုကတော့ကျွန်တော်တို့ Better Sales Leader ဆိုတဲ့ကိုယ့်ရဲ့အယောင်းသမားတွေကိုအကောင်းဆုံးဦးဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်သင်တဲ့သုံးခုပါဝင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Better Salesman သင်တဲ့မှာဆိုရင်တော့ကိုယ်တိုင်အယောင်းပိုင်းမှာရလဒ်ကောင်းတဲ့ထိပ်တန်းအယောင်းသမားတစ်ယောက်ဖြစ်လာဖို့အတွက်လိုအပ်တဲ့ skills တွေကိုသင်ကြားသွားမှာဖြစ်ပါတယ် Module 1 Selling Function and 7 Step of Selling Process အတန်းမှာတော့ကျွန်တော်တို့အယောင်းသမားအမျိုးအစားတွေအကြောင်းရယ်ဒါအပြင်အယောင်းဝယ်တစ်ခုဖြစ်ဖို့အတွက်ဖြတ်တန်းရတဲ့ဟလာအဆင့်9ဆင့်အကြောင်းကိုကျွန်တော်တို့ရှင်းလင်းသင်ကြားသွားမှာဖြစ်ပါတယ် Module 2 Open Question Selling Skills ဆိုတာကတော့ကျွန်တော်တို့ဟလာအယောင်းဝယ်တစ်ခုဖြစ်ဖို့အတွက်ဆိုရင်အယောင်းသမားတစ်ယောက်ကမိခုမေးမြဲတဲ့ skills တွေကိုတက်ချွန်ထားဖို့လိုတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီ open question selling technique မှာဆိုရင်တော့ကျွန်တော်တို့ဝယ်သူနဲ့တွေ့တဲ့အခါမှာကိုကမေးခွန်းတွေမေးမြန်းရင်းနဲ့ပဲဝယ်သူကိုကိုယ့်ရဲ့ကုန်ပစ္စည်းကိုဝယ်ချင်စိတ်ဖြစ်လာအောင်ရောင်းချလို့ရတဲ့နည်းလမ်းတွေကိုသင်ကြားသွားတာဖြစ်ပါတယ် Module 3 listening and communicating to the heart of the customer ဆိုတဲ့သင်ခန်းစာမှာဆိုရင်တော့ကျွန်တော်တို့အယောင်းသမားတစ်ယောက်မှာတတ်ထားတဲ့ listening skills ကိုဘယ်လိုမျိုးတိုးတက်လာအောင်လုပ်မလဲဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့သင်ကြားသွားမှာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ဝယ်သူနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့ဝယ်သူကဟလာရင်ထဲရောက်တော့ဟတ်ထီတော့ဘယ်လိုမျိုးပြောဆိုတင်ပြရောင်းချနိုင်မလဲဆိုတဲ့နည်းလမ်းတွေကိုသင်ကြားသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Module 4 Personality Type ဆိုတဲ့ Module မှာတော့လူတွေဒီတယောက်တယောက်မတူပါဘူးတယောက်တယောက်ဝယ်ယူတဲ့ပုံစံတွေစဉ်းစားတဲ့ပုံစံတွေဟလာမတူညီတဲ့လူတွေကြားတွေကိုရောင်းချတဲ့အခါမှာကျွန်တော်တို့ဒီကိုတွားရောင်းချနေတဲ့လူရဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကကိုရောင်းတဲ့ပုံစံကိုပြောင်းလဲခြင်းအပြင်ကျွန်တော်တို့ရောင်းရတဲ့ပုံမျိုးတက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ personality ဆိုတဲ့ module မှာတော့ personality အမျိုးအစားတွေရဲ့ဘယ်လိုလူမျိုးကိုတွေ့ရင်တော့ဘယ်လိုမျိုးပြောဆိုပြီးတော့ရောင်းချပါဆိုတဲ့နည်းလမ်းတွေကိုသင်ကြားသွားမှာဖြစ်ပါတယ်ကျွန်တော် module 5 overcoming objection and sale closing techniques ဆိုတဲ့သင်တန်းမှာတော့ကျွန်တော်တို့အယောင်းသမားတယောက်အနေနဲ့တေချာပေါက်ကြုံရမယ့်ကိစ္စရှိပါတယ်အဲ့ဒါကတော့ကျွန်တော်မဝယ်သေးဘူးမယူသေးဘူးဟလာနောက်မှပြန်လာခဲ့ပါစသဖြင့်ဒါမျိုးတွေကျွန်တော်အငင်းခံရမယ့်အခြေအနေအများကြီးကြုံလာမှာဖြစ်ပါတယ်အဲ့လိုမျိုးအခြေအနေတွေကြုံလာခဲ့မယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးအကောင်းဆုံးနည်းတွေကြော်လွှားနိုင်မလဲဆိုတဲ့နည်းလမ်းတွေကိုဒီ module 5မှာပါဝင်သွားမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့အယောင်းသမား10ယောက်မှာ9ယောက်ကအယောင်းမပစ်တက်လို့အယောင်းအောင်ဆိုပြီးတော့ကျွန်တော်တို့သူ့တနာစီတန်းတွေမှာတွေ့တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီ module 5မှာဆိုရင်တော့အယောင်းသမားတိုင်းတတ်ထားတဲ့အယောင်းပိတ်နီးအထီရောက်ဆုံးသုံးနိုင်မယ့်အယောင်းပိတ်နီးဒီလမ်းတွေကိုထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ Better Salesman မှာပါဝင်သွားမယ်လာသင်ခန်းစာတွေအကြောင်းကိုကျွန်တော်ရှင်းပြခဲ့တာဖြစ်ပါတယ်ကျွန်တော်အယောင်းပိုင်းကိုတေချာစနစ်တကျစီမံခန့်ခွဲဖို့အတွက်ဆိုရင်ကိုယ့်လုပ်ငန်းအတွက်အမှန်ကန်ထိရောက်တဲ့အယောင်းမဟာပြီးတော့ချမှတ်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ Better Sales Mastery Series မှာဆိုရင် Better Sales Strategy ဆိုတဲ့အတန်းတစ်ခုလည်းပါဝင်သွားမှာဖြစ်ပါတယ် Module 1ဖြစ်တဲ့ Clarity is King and Marketing Concept ဆိုတဲ့ Module မှာဆိုရင်တော့ကျွန်တော်တို့ဒီအယောင်း Manager တယောက်ပဲဖြစ်ဖြစ်တကယ်ပိုင်ရှင်ပဲဖြစ်ဖြစ်ပေါ့နော်ဒီအယောင်းပိုင်းမှာ Manager တယောက်အနေနဲ့တာဝန်ယူထားရဆိုရင်သူ့ရဲ့တာဝန်ဝတ္တရားတွေကဘာတွေလဲဆိုတော့သူကိုယ်တိုင်ရှင်းလင်းပြသဖို့လိုတာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ကအယောင်းပိုင်းကိုဥတီထားပေမဲ့ကျွန်တော်တို့ဒီ marketing concept အနေငယ်ကိုလည်းတေချာပေါက်နားလည်ထားဖို့လိုတဲ့ကြောင့်မို့လို့ module 1မှာဆိုရင်ကျွန်တော်တို့ marketing concept အနေငယ်လည်းပါဝင်ပြီးသင်ကြားသွားမှာဖြစ်ပါတယ်ကျွန်တော်ရောင်းမဟာပြီးတော့ချမှတ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဈေးကွက်ရဲ့သဘောတရားတွေကိုနားလည်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော် module 2မှာဆိုရင်တော့ကျွန်တော်တို့ဟလာ understanding differences of the market ဆိုတဲ့အတန်းမှာဆိုရင်ကျွန်တော်တို့ဘာတွေပြောရမလဲဆိုရင်ကျွန်တော်တို့ consumer market ရဲ့ဝယ်ယူမှုပုံစံတွေအကြောင်းရယ် organization market ရဲ့ဟလာဒီဝယ်ယူမှုပုံစံတွေအကြောင်းကိုကျွန်တော်တို့သေချာလေးရှင်းလင်းသင်ကြားသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဈေးကွက်တွေရဲ့အကြောင်းကိုနားလည်ထားမယ်ဆိုရင်တော့ကိုဒီဘယ်ဈေးကွက်ကိုသွားမယ်ဆိုရင်တော့ဘယ်လိုပုံစံမျိုးနဲ့ strategy ချမှတ်သင့်တယ်ဆိုတာကိုလည်းကျွန်တော်တို့သေချာလေးနားလည်သွားမှာဖြစ်ပါတယ် Module 3 Sales Strategy Concept ဆိုတဲ့ module မှာတော့
ကျွန်တော်တို့ကဟလာမဟာဗျူဟာချမှတ်တဲ့အခါမှာဆိုရင်ကိုယ်တိုင်မဟာဗျူဟာချမှတ်ဖို့အတွက်တည်သိထိုက်တဲ့ဘုသူတာတွေသဘောတရားတွေအများကြီးရှိပါတယ်ဒီသင်ခန်းစာမှာဆိုရင်တော့ကျွန်တော်တို့ကဒီအကြောင်းအရာတွေကိုမဟာဗျူဟာချမှတ်တဲ့အခါမှာထိထိရောက်ဖြစ်ဖို့အတွက်သုံးသပ်တဲ့ဟလာ concept သဘောတရားတွေကိုသင်ကြားတော့မှာဖြစ်ပါတယ်ကျွန်တော် module 4 sales strategy planning process မှာဆိုရင်ကျွန်တော်တို့မဟာဗျူဟာမချမှတ်ခင်မှာ analysis လုပ်ရမယ်သုံးသပ်ရမယ်အကြောင်းရင်းလေးတွေအများကြီးရှိပါတယ်ဒီမဟာဗျူဟာထိထိရောက်တဲ့မဟာဗျူဟာချမှတ်ဖို့အတွက်လိုအပ်တဲ့ဟလာ analysis ပြုလုပ်ဖို့အတွက်နည်းလမ်းတွေကိုသင်ကြားသွားမှာဖြစ်တဲ့အပြင်ကျွန်တော်တို့အယောင်းမဟာဗျူဟာပါဝင်တဲ့ focusing တို့ budgeting တို့ဟလာ focusing ဆိုတာအယောင်းခံမှန်းခြေဟလာရာနှုန်းတွက်တဲ့နည်းတွေနောက် budgeting ဟလာဘယ်နေရာမှာတော့ဘယ်လောက်သုံးမယ်ဆိုပြီးတော့စဉ်းစားသုံးသပ်တဲ့နည်းတွေကိုလည်းကျွန်တော်တို့ကသင်ကြားသွားမှာဖြစ်ပါတယ်ကျွန်တော် module 5 sales strategy မှာဆိုရင်ဟလာကျွန်တော်တို့တကယ်အရေးကြီးတဲ့ decision တွေဖြစ်တဲ့ pricing strategy ဟလာဈေးနှုန်းဘယ်လိုသတ်မှတ်မလဲဈေးကွက်ထဲမှာဝင်မှုအတွက်ကိုဟလာကိုလုပ်ငန်းနဲ့ကိုက်ညီတဲ့သတ်မှတ်ချက်ဖြစ်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုစဉ်းစားလို့ရနိုင်မလဲနောက်အပြင်ကျွန်တော်တို့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ product ကိုလူသိများအောင်လုပ်ဖို့အတွက်ကိုကျွန်တော် promotion strategy တွေဘယ်လိုမျိုးကျွန်တော်တို့လုပ်နိုင်မလဲဒါအပြင်ကျွန်တော်တို့ distribution channel distribution decision ပေါ့နော်ဒီကိုရောင်းဝယ်ကုန်ပစ္စည်းကိုဘယ်လိုနည်းလမ်းနေနဲ့လူတွေရှိကိုရောက်သွားအောင်လုပ်မလဲဆိုတဲ့နည်းလမ်းတွေအရေးကြီးတဲ့ decision တွေကိုကျွန်တော်တို့ဘယ်လိုချမှတ်နိုင်မလဲဆိုတာကိုသင်ကြားသွားမှာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ action plan ဆွဲဖို့လိုအပ်တဲ့concept တွေကိုလည်းကျွန်တော်တို့ပါဝင်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ better sales strategy နောက်ဆုံး module ကတော့ module 6 key account management and relationship selling ဆိုတဲ့ module ဖြစ်ပါတယ်ကျွန်တော်တို့လုပ်ငန်းတိုင်းမှာကျွန်တော်တို့အားထားရမယ်ကျွန်တော်တို့ကတန်ဖိုးရှိတဲ့ကျွန်တော်တို့ sales volume တွေအများကြီးပေးနေတဲ့ customer တွေရှိပါတယ်ဒီ customer နဲ့ကျွန်တော်တို့ relationship ဘယ်လိုတည်ဆောက်မလဲဒီ customer တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အကောင်းဆုံးဘယ်လိုမျိုးရေရှည်ဆက်ဆံရေးတည်ဆောက်ပြီးတော့ထိမ့်သိမ်းသွားနိုင်မလဲဆိုတဲ့အကြောင်းအရာတွေကိုသင်ကြားတဲ့ module ဖြစ်ပါတယ်ကျွန်တော် better sales strategy တန်းမှာတော့ရောင်းမဗျူဟာချမှတ်နိုင်မှုအတွက်လိုအပ်တဲ့နည်းလမ်းတွေ concept တွေသဘောတရားတွေကိုသင်ကြားသွားမှာဖြစ်ပါတယ်။ရောင်းပိုင်းကိုသိသိချာချာစီမံဥဆောင်နိုင်မှုအတွက်ဆိုရင်နောက်တစ်ခုလိုတာကတော့ကျွန်တော် leadership skill ဖြစ်ပါတယ်။ကိုယ့်ရဲ့ team ကိုဘယ်လိုမျိုးဥဆောင်မလဲဆိုတဲ့ဟာမျိုးဒီတကယ်ကိုအရေးကြီးတဲ့အပိုင်းဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော် better sales mastery series မှာဆိုရင်ကျွန်တော်တို့ better sales leader ဆိုတဲ့အတန်းကိုကျွန်တော်တို့ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ်။ module 1အနေနဲ့ကျွန်တော်တို့ management vs leadership ပေါ့နော်။ဒီသင်ခန်းစာမှာဆိုရင်ကျွန်တော်တို့ကmanagement နဲ့ leadership နဲ့ကွဲပြားမှုတွေကိုကျွန်တော်တို့သိချာလေးဆွေးနွေးမယ်။ပြီးတော့ရင်ကျွန်တော်တို့ leader ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကိုလိုအပ်တဲ့ skills တွေဘာတွေဖြစ်မလဲ။သူ့မှာရှိတဲ့ character တွေကဘာဖြစ်မလဲ။ဒီအကြောင်းအရာတွေကျွန်တော်ဆွေးနွေးသွားမယ်။ပြီးတော့ရင် leadership style တွေရှိပါကျွန်တော်အချိန်တိုင်းမှာလူတိုင်းကိုကိုယ့်အောက်ကလူတွေကိုပုံစံတစ်ခုနဲ့ကျွန်တော်ဥဆောင်လို့မရနိုင်ပါဘူး။အချိန်တွေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ leadership ပုံစံပြောင်းလဲပြီးတော့ဥဆောင်လာတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ leadership style တွေကိုသင်ကြားသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ module 2မှာဆိုရင်တော့ကျွန်တော်တို့ကိုယ့်အယောင်သမားတွေကိုဘယ်လိုဖွဲ့စည်းမလဲဘယ်လိုပုံစံကျွန်တော်ဖွဲ့စည်းနိုင်မလဲပြီးတော့ကျွန်တော်တို့ရည်မှန်းထားတဲ့အယောင် target တွေ sales target တွေပြည့်မီဖို့အတွက်ဆိုရင်လူဘယ်နှယောက်ခန့်အပ်စသည်ဖြင့်ဒီလိုအကြောင်းအရာတွေကိုကျွန်တော်တို့ထည့်သွင်းသင်ကြားသွားမှာဖြစ်ပါတယ် module 3 motivation အတန်းမှာတော့ကျွန်တော်တို့ဘာတွေသင်ကြားမလဲဆိုရင် motivation နဲ့ပတ်သက်တဲ့ theory တွေအကြောင်းကိုကျွန်တော်တို့လေ့လာသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အယောင်သမားတွေဟာအချိန်တိုင်းမှာစိတ်အားတက်ကြွနေတဲ့အယောင်သမားတွေဖြစ်နေမှာမဟုတ်ပါဘူးတခါလေမှာကျွန်တော်တို့ဒီလိုမျိုးရောင်းအားကြတဲ့လူတွေစိတ်တက်ကြတဲ့အယောင်သမားတွေကိုဘယ်လိုမျိုးအကောင်းဆုံးပုံစံနဲ့ motivation ပေးလို့ရမလဲဆိုတဲ့နည်းလမ်းတွေကိုသင်ကြားသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ module 4 evaluating and controlling ဆိုတဲ့ module မှာဆိုရင်တော့ကျွန်တော်တို့အယောင်သမားတွေကိုကျွန်တော်တို့ဒီ target တွေရည်မှန်းချက်ပန်းနိုင်တွေချပေးဖို့လိုတာဖြစ်ပါတယ်အဲ့လိုမျိုးချပေးဖို့ဆိုတော့ကျွန်တော်တို့သူတို့ကိုဘယ်လိုမျိုးသူတို့ရဲ့ performance တွေကိုဘယ်လိုမျိုးတိုင်းတာနိုင်မလဲဘယ်လိုမျိုးကျွန်တော်တို့ထိန်းချုပ်နိုင်မလဲဆိုတဲ့ဒီလမ်းတွေကိုကျွန်တော်တို့ကသင်ကြားသွားမှာဖြစ်ပါတယ်။ရောင်းမန်နေဂျာတိုင်းပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်လုပ်ငန်းလုပ်နေတဲ့လူတိုင်းမှာမလွဲမသွေလုပ်ရတဲ့လုပ်တစ်ခုက meeting ဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ module 5မှာဆိုတော့ meeting and handling ဆိုတဲ့ module မှာဆိုရင်ကျွန်တော်တို့အစည်းအဝေးတစ်ခုပြီးသွားတိုင်းမှာရလက်ကောင်းတွေရနေအောင်ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲဆိုတဲ့နည်းလမ်းတွေကိုထည့်သွင်းပြီးတော့သင်ကြားသွားမှာဖြစ်ပါတယ်တကယ်လို့သင်ကအယောင်ပိုင်းမှာပိုင်နဲ့ကျွမ်းကျင်နဲ့ဥဆောင်စီမံခန့်ခွဲနိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်စ조사နေလို့ဆိုရင်တော့ကျွန်တော်ဒီသင်တန်း၃ခုလုံးပါဝင်တဲ့ Better Sales Mastery Series ကိုတက်ရောက်ဖို့ကျွန်တော်ကဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒီ Better Sales Mastery Series ကိုတက်ရောက်မယ်ဆိုရင်ကျွန်တော်တို့ဒီ application တွေ online learning ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုအဆင်ပြေတဲ့အချိန်မှာအချိန်မရွေးနေရာမရွေးစိတ်ကြိုက်လေ့လာနိုင်မှာဖြစ်ပါတယ်ကျွန်တော်ပို့ပြီးတော့ကောင်းတာတစ်ခုကသင်ရတဲ့ပတ်သက်ပြီးတော့မေးမြန်းစရာရှိရဆိုရင်ကျွန်တော် Better Version ရဲ့ Better Version Community Facebook Group ကို join ထားပြီးတော့မိခွန်းတွေစဉ်ဆက်မပြတ်မေးလို့ရတာဖြစ်ပါတယ်ပို့ပြီးတော့ကောင်းတာတစ်ခုရှိသေးတယ်ဗျ
အဲ့ဒါဘာလဲလို့ဆိုရင်ကျွန်တော်တို့စနေနေ့ညတိုင်းမှာကျွန်တော်တို့ Butter Seeds အဲ့ဒါ Butter Version Community Facebook group ထဲမှာဆိုရင်သင်တန်းဆရာနဲ့ကိုယ်တိုင်ဓာတ်ရိုက်ဟလာမေးမြန်းခွင့်ရှိတဲ့ Q&A session လေးတွေပါဝင်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သင်တန်း upload အတွက်ဆိုရင်ကျွန်တော်တို့ Butter Version page က message ကတဆင့်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဟလာဖုန်းနံပါတ်ကနေအခုကျွန်တော်တို့ဒီ post မှာရေးထားပေးတဲ့ဖုန်းနံပါတ်ကတဆင့်ဆက်သွယ်ပြီးတော့သင်တန်းအပ်လို့ရတာဖြစ်ပါတယ်